ခင်မွန်းဖြစ်သူဆုံးပါသွားပြီးချင်းမှာပဲဇနီးဖြစ်သူဟာသူတို့စုဆောင်းထားသမျှငွေကြေးအားလုံးကိုထုတ်ယူပြီးနာမည်ကြီးသားဖွားမိရဲ့အထူးကုဆရာဝန်တဦးနဲ့သူမရဲ့ခန္ဓာကိုယ်ကိုပြန်လည်ပြုပြင်ခဲ့ပါတယ်သူမဟာမခံမရက်နိုင်အောင်ပြင်းထန်တဲ့နာကျင်မှုကိုအန်တူပြီးရုပ်ရည်ကိုအသစ်တစ်ဖန်ပြောင်းလဲပစ်ခဲ့တာပါတစ်နှစ်အကြာမှာတော့သူမဟာအသက်18နှစ်အရွယ်မိန်းကလေးတစ်ယောက်လိုလုံးဝနုပြိုသွားခဲ့ပါပြီသူမကသမီးဖြစ်သူကိုအခုကစပြီးငါ့ကိုအမေလို့မခေါ်နဲ့အမကြီးလို့ပဲခေါ်တော့လို့မှာကြားခဲ့ပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့သားအမိနှစ်ယောက်ဟာစစ်တေနာပတိရဲ့အိမ်ရှိမှာအရေးကြီးတဲ့အလုပ်တစ်ခုလုပ်ဖို့နဲ့ခင်မွန်းအတွက်ကလဲစားချေဖို့ရှိနေလို့ပါပဲသူမရဲ့ခင်မွန်းဟာအနီးအနားကရွာတွေမှာတိုးသားစွပြုတ်ကောင်းကောင်းချက်တက်တဲ့နာမည်ကြီးစဖိုးမှုတစ်ယောက်ပါတနေ့မှာတော့စစ်တေနာပတိရဲ့မယားငယ်ကသူ့ကိုခေါ်ခိုင်းပြီးစွပြုတ်ချက်ခိုင်းခဲ့ပါတယ်ခင်မွန်းဖြစ်သူဟာဒီအလုပ်ပြီးရင်မင်းအတွက်ရွှေလက်ကောက်လုပ်ပေးမယ်လို့ဇနီးကိုပျော်ပျော်ပါးပါးကတိပေးပြီးထွက်သွားခဲ့တာပါဒါပေမဲ့ဇနီးဖြစ်သူပြန်ကြားလိုက်ရတာကတော့ဝမ်းနည်းစရာသတင်းဆိုးပဲဖြစ်ပါတယ်အဲ့ဒီမယားငယ်ဟာမယားကြီးထက်ပိုပြီးမျက်နှာသာပေးခံရသူဖြစ်တယ်လို့မိမိကိုယ်ကိုလည်းမယားကြီးလိုပဲတတ်မှတ်ထားသူပါခင်မွန်းဖြစ်သူကခေါ်ဝေါ်တဲ့နေရာမှာအမှားယွင်းလေးတစ်ခုလုံးမိသွားတာကြောင့်သူမကခင်မွန်းဖြစ်သူကိုရိုက်နှက်နှိပ်စက်ခဲ့ပါတယ်သူဟာအသက်ဘေးကလွတ်ပေးဖို့အကြိမ်ကြိမ်တောင်းပန်ခဲ့ပေမဲ့အဆက်တကွဲရိုက်နှက်ခံခဲ့ရပြီးအသက်လူနေရတဲ့အခြေအနေရောက်မှအိမ်ပြန်ပို့ခံခဲ့ရပါတယ်ခင်မွန်းဖြစ်သူဟာတေခါနီးမှာကလဲစားမချေပါနဲ့လို့မှားသွားခဲ့ပေမဲ့ဇနီးဖြစ်သူကတော့အပြင်ပန်းမှာခေါင်းငိမ့်ပြခဲ့ပေမဲ့ရင်ထဲမှာတော့ကလဲစားချေမဲ့အာဂါတမျိုးစေ့ဟာအမြင့်တွယ်သွားခဲ့ပါပြီစစ်တေနာပတိရဲ့အိမ်ဟာအင်အားကြီးမလုံးတာကြောင့်သူမဟာခင်မွန်းဖြစ်သူရဲ့တိုးသားစွပြုတ်ပညာရက်ကိုပဲလမ်းစာအနေနဲ့အသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်စစ်တေနာပတိအိမ်ရှိမှာတိုးသားစွပြုတ်လဲလေးဖွင့်ပြီးအခွင့်အရေးကိုစောင့်နေခဲ့တာပေါ့ဒီနေ့မှာတော့စစ်တေနာပတိဟာစစ်ပွဲကပြန်လာတဲ့အခါအိမ်ထဲမှာမယားငယ်ကမယားကြီးကိုနှိပ်စက်နေတာကိုမြင်ပြီးစိတ်ရှုပ်ထွေးသွားပါတယ်ဒါပေမဲ့အကြောင်းမျိုးမျိုးကြောင့်သူဟာတီးခတ်နေခဲ့ရတာပါသူအိမ်ပြင်ပြန်ထွက်လာတဲ့အခါစွပြုတ်နှံ့ကြောင့်စွပြုတ်လဲစီကိုရောက်သွားပြီးတပွဲမှာလိုက်ပါတယ်စစ်တေနာပတိဟာသူမရဲ့အတန်လေးကိုသဘောကျသွားပြီးမျက်နှာကိုမြင်ကျင်လာပါတယ်။သူမရဲ့ကြိုးစားအားထုတ်မှုတွေကစစ်တေနာပတိရဲ့ရင်ထဲမှာကောင်းမွန်တဲ့ခံစားချက်တွေဖြစ်ပေါ်စေခဲ့ပါတယ်။စစ်တေနာပတိဟာသူမကိုကြည့်ပြီးနေဆက်မှာသူ့အသက်ကိုကဲခဲ့ဘူးတဲ့လွန်ခဲ့တဲ့ရက်တွေကမယားငယ်ကိုတတိယသွားပါတယ်။အဲ့ဒီတုန်းကမယားငယ်ဟာသူ့ကိုယ်သူရိတ်ခါပိုးစစ်သားလို့ပြောပြီးသူ့ကိုတလကြာအောင်ပြုစုဆောက်ရှောက်ပေးခဲ့ဘူးတာပါ။သူမကစွပြုတ်နှစ်ပွဲယူလာပေးတဲ့အခါစစ်တေနာပတိကခုပနီးအဖရက်ကပန်းဝိုင်ရှိလာလို့မေးပါတယ်ဒါပေမဲ့လဲပေါ်မှာအဲ့ဒီဝိုင်မရှိပါဘူးစစ်တေနာပတိပြန်ခါနီးမှာလူမိုက်နှစ်ယောက်ကသူမကိုလာနောက်ရှက်ကြပါတယ်စစ်တေနာပတိကသူတို့ကိုတားဆီးပေးပြီးလဲကြတော့မဲ့သူမကိုဖမ်းထိန်ပေးလိုက်တဲ့အချိန်မှာသူမရဲ့မျက်နှာကိုတစ်ချက်လေးမြင်လိုက်ရရုံနဲ့စစ်တေနာပတိရဲ့ရင်ထဲတုန်လှုပ်သွားပါတယ်စစ်တေနာပတိကစိုးရိမ်တကြီးမေးမြန်းတဲ့အခါသူမကကျေးဇူးတင်စကားဆိုပါတယ်အဲ့ဒီနောက်စစ်တေနာပတိကသူ့ကိုယ်သူစစ်စခန်းကရိတ်ခါပိုးစစ်သားတယောက်လိုပဲပြောပြီးငွေချုပ်ပေးကထွက်သွားဖို့ပြင်ပါတယ်သူမကသူ့ကိုတားပြီးခုပနီးပန်းဝိုင်လေးကိုနှွေးထားပေးပါမယ်ကျေးဇူးဆက်ဖို့အတွက်နောက်တစ်ခါထပ်လာခဲ့ပါဦးမလားလို့မေးတဲ့အခါသူကလာမယ်လို့ခရီးပေးသွားပါတယ်တကယ်တော့အဲ့ဒီလူမိုက်တွေဟာလည်းသူမရဲ့အကွက်ချစီစဉ်ထားတဲ့တရုတ်ဆောင်တွေမှန်းစစ်တေနာပတိမသိခဲ့ပါဘူးအိမ်ပြန်ရောက်တဲ့အခါစစ်တေနာပတိဟာမယားငယ်ကသူ့ရဲ့အစီကံကိုထပ်မံနှိပ်စက်ထားတာကိုမြင်ပြီးဒေါသထွက်သွားပါတယ်မယားငယ်ကပြန်ပြီးစောဒကတက်တာကြောင့်စစ်တေနာပတိဟာစိတ်ညစ်ညစ်နဲ့စစ်စခန်းမှာပဲရက်အနှဲငယ်သွားနေလိုက်ပါတယ်စွပြုတ်တင်မလေးကခုပနီးပန်းဝိုင်ကိုနှွေးပြီးနေတိုင်းစောင့်နေတယ်လို့စစ်သားတွေကပြောတာကြောင့်သူပြန်သွားကြည့်တဲ့အခါညစ်တဲ့အထိစောင့်နေတဲ့သူမကိုတွေ့လိုက်ရပါတယ်။သူမပေးတဲ့စွပြုတ်နဲ့ဝိုင်နှွေးလေးကြောင့်စစ်တေနာပတိရဲ့စိတ်တွေပေါ်ပါသွားပါတယ်။သူကစစ်ရေးကိစ္စတွေကြောင့်မလာနိုင်ခဲ့တာလို့ပြောပြီးသူ့ကိုယ်သူရိတ်ခါကားမောင်းတဲ့စစ်သားလေးလိုပဲထပ်ပြောပါတယ်။ဒါပေမဲ့သူမကစစ်တပ်မသွားခင်ရိတ်ခါကအရင်သွားတာပါ။နေဆက်အောင်ပွဲမှာရှင်လဲအရေးပါပါတယ်လို့ချီကျူးစကားဆိုတဲ့အခါစစ်တေနာပတိဟာသူမကိုအလေးနက်ထားပြီးလေးစားသွားပါတယ်သူဟာသူမကိုအိမ်ထိလိုက်ပို့ပေးလိမ့်ရှိပြီးသူတို့၃ယောက်ဟာမိသားစုလေးတစ်ခုလိုဖြစ်လာပါတယ်အဲ့ဒီနောက်ပိုင်းစစ်တေနာပတိဟာညတိုင်းလာလဲတယ်လို့နေဘက်တွေမှာပါရောက်လာတတ်ပါတယ်လူတွေကလည်းစွပြုတ်ရတာအကြောင်းတစ်ဖောက်ကွာပြောလာကြပါတယ်စစ်တေနာပတိကလည်းသူ့မှာအိမ်အောင်ရှိတယ်ဆိုတာကိုဝန်ခံခဲ့ပါတယ်နောက်ပိုင်းမှာတော့သူမဟာတိုးရဲ့ပိုက်သားနဲ့လှုပ်ထားတဲ့အပူထိန်အိတ်လေးတစ်ခုလုပ်ပြီးရှေ့လျှောက်ရက်တွေကခက်ခဲလိမ့်မယ်လို့သမီးကိုမှားပါတယ်စစ်တေနာပတိရောက်လာတဲ့အခါသူမကအဲ့ဒီအပူထိန်အိတ်လေးကိုလက်ဆောင်ပေးပြီးရှင်းရင်ထဲမှာဘသူကအချစ်ဆုံးလဲလို့ရှက်ကိုရှက်ကန်းနဲ့မေးပါတယ်စစ်တေနာပတိကကိုလည်းမသိဘူးကိုအဲ့ဒီလူကိုမမြင်ဘူးလို့ဖြေပါတယ်သူမကနောက်တစ်ခါကျရင်လာရောက်အောက်မှာလှလှပပပြင်ဆင်ပြီးပြပါမယ်လို့ပြောတဲ့အခါစစ်တေနာပတိဟာပျော်ရွှင်စွာနဲ့အိမ်ပြန်သွားပါတယ်ဒါပေမဲ့စစ်တေနာပတိအိမ်ပြန်ရောက်တဲ့အခါမယားငယ်ကအဲ့ဒီအပူထိန်အိတ်ကိုမြင်သွားပြီးဒါကိုဘယ်မိမကပေးတာလဲလို့ဒေါသတကြီးမေးပါတယ်စစ်တေနာပတိကအေးဆက်ဆန်ပြီးဒေါသနဲ့ထွက်သွားပါတယ်မယားငယ်ကလူလွတ်စုံစမ်းခိုင်းတဲ့အခါစစ်တေနာပတိဟာစွပြုတ်လဲစီကိုတလလုံးနေတိုင်းသွားနေတာကိုသိသွားပါတယ်ဒါကြောင့်နောက်တနေ့မှာသူမဟာစစ်သားတွေနဲ့အတူစွပြုတ်လဲစီရောက်လာပြီးလှဲကိုဖျက်ဆီးကဇနီးဖြစ်သူကိုကန်ကြောက်လိမ့်ဆက်လေတော့တယ်